ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့တကြားအဲ့ဒီတကြားတစ်စုံဖြစ်လာဖို့ဘယ်လောက်ရှည်ရတဲ့ခီးကိုဖျက်တမ်းရလဲသိကြပါသလားအဲ့ဒီခီးလမ်းမှာအရေးကြီးဆုံးခြေလှမ်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ကြံမြင့်စင်ချင်းအဆင့်ပါပဲဒီအဆင့်တစ်ခုတည်းကစက်ယုံတယုံလုံးရဲ့အရှုံးအမြတ်ကိုတောင်ဆုံးဖြတ်နိုင်နေဆိုရင်ယုံနိုင်မလားကဲဒီနေ့တော့အဲ့ဒီအဆင့်ရဲ့အတွင်းကြကြအကြောင်းတွေကိုအတူတူကြည့်လိုက်ကြရအောင်ကောင်းကောင်းပြင်ဆင်ထားတဲ့ကြောင့်ထုတ်လုပ်မှုတဝက်ပြီးတဲ့လောက်ပဲဆိုတဲ့စကားတစ်ခွန်းရှိပါတယ်။ဒါကဒီတိုင်းပြောတဲ့ဆောင်ပုတ်တစ်ခုမဟုတ်ဘူးနော်။ဒါကတခြားစက်ယုံလောကရဲ့ရွှေစီးမယ်လို့ပဲ။ဆိုတာကအစားကလေးကသာအရာအလုံးကိုတည်တည်ချာချာမှန်ကန်ကန်လှုပ်ထားနိုင်မယ်ဆိုရင်နောက်ဆက်တွဲအဆင့်တွေအားလုံးအတွက်အောင်မြင်မှုကအိတ်ထစ်ထည့်ပြီးတော့ဖြစ်သွားပြီဆိုတဲ့သဘောပါပဲ။ဒီအချက်ကပဲဒီနေ့ကျွန်တော်တို့ပြောမယ့်အကြောင်းအရာရဲ့အဓိကအသက်ပါပဲ။ဒါဆိုရင်အဲ့ဒီပထမဆုံးအဆင့်ကဘလောက်တောင်အရေးကြီးနေလို့လဲ။ဘာထစ်လို့များစက်ယုံတယုံလုံးရဲ့ဆွမ်းဆောင်ရေးနောက်ဆုံးထွက်လာမဲ့ချက်ကြားပမာဏဓာရီအားလုံးအပေါ်မှာဒီအဆင့်ကတိုက်ရိုက်တက်ရောက်နေရတာလေအဲ့ဒီမေခွေရဲ့အဖြေကိုပထမဆုံးအနေနဲ့အသေးစိတ်ကြည့်ကြရအောင်ဒီမှာကြည့်တနေ့ကိုတန်ချင်း3000တောင်နော်ဒီဂိမ်းကနန်းကဘလောက်များလဲဆိုတာကိုမြင်တာအောင်ပြောရင်စင်အကောင်ယာနဲ့ချီတဲ့အလေးချီနဲ့အတူတူပဲစဉ်းစားကြည့်ပါဒီလောက်များတဲ့ကျန်ဒီကိုနေ့တိုင်းကင်တွယ်နေရတာဆိုတော့လုပ်ငန်းစဉ်တစ်ခုချင်းစီကနာရီဆက်သွားတယ်လို့တစ်ချက်မှအမားမခံပဲတိတိကျကျလေပတ်နေဖို့လိုအပ်ပါတယ်။ Okay လုပ်ငန်းရဲ့အတိုင်းအတာကိုတော့သိသွားပြီ။ဒါပေမဲ့ပိုပြီးအရေးကြီးတဲ့မေးခွန်းဘာလို့ဒီလောက်အပင်ပန်းခံပြီးပြင်ဆင်နေကြတာလဲ။ဟုတ်တယ်မလား။ဒီချန်ဒီကိုပြင်ဆင်ရတဲ့တကယ်အဓိကရည်ရွယ်ချက်ကတော့ဘာဖြစ်မလဲ။ချင်းရှင်းလေးပါပဲ။အဓိကပန်းတိုင်ကကျန်ရဲ့အကင်မကမာချောညီတဲ့အခွန်ကိုချိုးဖြတ်ပစ်ဖို့ပဲဒါပေမဲ့ခဏလေးဒီလိုပဲလားဒီအခွန်ကိုချိုးယုံနေပြီးသွားရောလားအဲ့ဒီအခွန်ကိုချိုးဖြတ်ရတဲ့နောက်ွယ်ကတိပနိကြချောင်းရင်းကပါများပါလိမ့်စစ်ပြီးကြည့်လိုက်ရအောင်အဖြေကဒီမှာပါ open cells ဆိုတဲ့အယူဆပဲဒါကတကယ်အဓိကကြတဲ့အချက်နော်ကြံတချောင်းကိုတကြားကြီးတွေအပြည့်နဲ့တန်ဖိုးရှိတဲ့ရတနာတေတာလေးတစ်လုံးလို့သဘောထားကြည့်လိုက်ပါကျွန်တော်တို့ရဲ့အလုပ်ကအဲ့ဒီဒေတာကိုဖွင့်ပြီးအထက်ကယရနာတွေကိုထုတ်ယူဖို့ပဲဆိုတော့ဒီလို cell လေးတွေကိုအလင်းပေါက်ကွဲပွင့်ထွက်သွားအောင်လုပ်နိုင်မှာနောက်အဆင့်ဖြစ်တဲ့ကြိတ်စက်ရုံမှာတကြားရည်တွေကိုတစ်စက်မှမကြံအောင်ထိရောက်ညှစ်ထုတ်နိုင်မှာဖြစ်ပါတယ်ကဲအခုကြံတချောင်းရဲ့ဘဝကျယ်ကိုဝင်ကြည့်ကြရအောင်သူစက်ရုံထဲကိုစားရောက်တဲ့အချိန်ကစပြီးဘယ်လိုခီးချမ်းကိုဖြတ်တန်းရလဲဆိုတာကိုသစင့်ချင်းလက်ကြည့်ကြမယ်ကဲသူ့ရဲ့ခီးကဘယ်ကနေစလဲပထမဆုံးခြေလမ်းကတော့ကတာ Way Bridge ပါပဲဒါကကြံတိုင်းအတွက်မပုံတင်ရုံလို့နေရပါကိုဘလောက်လေးတဲ့ဆိုတာကိုဒီမှာတိတိကျကျမှတ်တမ်းတင်ရတယ်အဲ့ဒီကနေမျိုးကြံတိုလုံကွင်းခင်းရကိုရောက်လာရောဒီနေရာကစက်ရုံကိုကြံအစစ်မပြည့်ရောက်နေဖို့စီစဉ်တကြစုပုံထားတဲ့အေယာမှာစုံဆိုင်ခန်းကြီးဖူးလိုပါပဲနောက်ဆုံးမှာတော့မတင်ဆက်အားလို့ဓာတွေကအဲ့ဒီကြံတွေကိုဆွဲမပြီးစက်ထဲဝင်ဖို့အဆင်တင်ထနေတဲ့ feeder table ပို့တင်ပေးလိုက်ပါတယ်အဲ့ဒီမတင်ဆက်တီဆိုတာကလည်းစက်ရုံရဲ့အေယာမှာလက်မောင်းကြီးတွေလိုပဲဗျာတချို့ဆိုရင်ဟိုက်ဒရိုလစ်လက်တံကြီးတွေနဲ့ကြံတွေကိုကုတ်ပြီးမဲတယ်တချို့ကတော့ပိုပြီးအားကြီးတယ်ကားတစ်စီးလုံးကိုပြီးစောင်းချလိုက်တာကြံတွေအားလုံးတခါတည်းတုံကနေကြတာရောဒါပေမဲ့ကြံတွေရဲ့ခရီးကချီမှမဆုံးဘူးအခုမှစက်ရုံရဲ့အဓိကနှလုံးသေးဖို့လိုနေရစီကိုသွားဖို့အစင်သင့်ဖြစ်သွားတာဒါဆိုအဲ့ဒီနေရစီကိုသူတို့ဘယ်လိုများတဲ့တော့ကြမလဲဒီမှာတင်သက်ဆက်နှစ်မျိုးကအလုပ်လုပ်ပါပြီတခုက ACC ပေါ့သူ့ကိုရင်ထင်းရဲတယောက်လိုမြင်ကြည့်လိုက်ပါသူကဟိုကဒီကရောက်လာတဲ့ကြံတွေကိုအဓိကလမ်းမကြီးပေါ်ကိုစနစ်ကကြနဲ့ညီညီညာညာလေးရောက်သွားအောင်တင်ပေးတယ်။အဲ့ဒီအဓိကလမ်းမကြီးကတော့ MCC ပါပဲ။သူကကြံတွေကိုဖျက်တောက်မဆက်တဲ့စီတန်တန်မတ်မတ်တဲသွားပေးတဲ့အမြန်လမ်းမကြီးပေါ့။ဒီနှစ်ခုပေါင်းပြီးမှကြံတွေရဲ့စီးဆင်းမှုကချောချောမွေ့မွေ့ဖြစ်သွားတာ။ဒီအချက်ကတကယ်ကိုအရေးကြီးဆုံးပဲ။ MCC ကတော့အရှိအရင်များသွားရင်ဘာဖြစ်မလဲ။ကျိတ်ဆက်တွေစီမှာရင်ကြောပိတ်တယ်လို့ကြံတွေသွားပိတ်ကုန်ပြီးထုတ်လုပ်မှုလိုင်းကြီးခုလုံးရပ်သွားနိုင်တယ်။အဲဒါကြောင့် MCC ရဲ့အရှင်ကိုအလိုအလျောက်ထိန်းချုပ်ထားရတာဒီလိုတည်ငြိမ်ပြီးညီညာတဲ့ကြံအဝယ်နှုံးကိုဖန်တီးပေးနိုင်ခြင်းကပဲစက်ယုံတယုံလုံးရဲ့လက်ပတ်မှုအတွက်အသက်သွေးကြောဖြစ်လျာပါအဲ့ဒီတော့ဒီအစစ်နေအောင်လုံးကိုကြည့်ပြီးတဲ့အခါဆဆချင်းကမေခွန်းကိုပြန်သွားကြည့်ရအောင်ကျိတ်စက်ယုံတစ်ခုလုံးရဲ့ဆွမ်းဆောင်ရည်ကဒီပြင်ဆင်မှုအစစ်အပေါ်မှာပဲဘာကြောင့်တရားရဂိုင်းလုံးမူတီနေရတာလဲအဖေကရှင်းနေပါပြီကောင်းမွန်တဲ့အစတစ်ခုကသာအဆုံးမအကောင်းဆုံးရလက်ကိုပေးနိုင်လို့ပါပဲဒီပြင်ဆင်မှုအဆင့်ဆိုတာပထမခြေလှမ်းတစ်ခုဆိုတာထက်အရာအားလုံးရဲ့အခြေခံအုံမီဖြစ်နေလို့ပါပဲ